လဲကျသွားတဲ့ဒူဘာဟာစိတ်ဝိညာဉ်ချင်းမှာပဲခန္ဓာကိုယ်ပိုင်ရှင်စိုးရင်ဝင်နဲ့ပြန်တွေ့နေပါလေဂျယ်မင်းတို့ကိုနိုင်တာလည်းမဟုတ်ပဲဖင်သွားမရဖို့နဲ့ဒီခန္ဓာကိုယ်သာပြက်စီးသွားမယ်ဆိုရင်သူဘာတည်သွားနိုင်တဲ့အကြောင်းစိုးရင်ဝင်ကပြောလာပါလေငါလည်းဒီခန္ဓာကိုယ်ထဲမှာကြာကြီးမနေခြင်းပဲဘလို့ထွက်ရမှန်းမသိတဲ့အကြောင်းဒူဖားကလည်းပြန်ပြောနေရပါတယ်ဒီခန္ဓာကိုယ်နဲ့ပဲចောင်းစားတွေကိုတေချာလို့တက္ကသိုလ်ဝင်ခွင့်ရအောင်ဖြစ်ပြီးအမေဖြစ်သူကိုလည်းတေချာဂယူးဆိုင်ပေးမယ်လို့ပြောနေပေမဲ့ဘာမှရေးမပါတော့တဲ့အကြောင်းစိုးရင်ဝင်ကအေးဆက်စွာတုံ့ပြန်ပါတယ်ဒါကြောင့်ဂရိတွေထပ်ထပ်ပေးနေတော့စိုးရင်ဝင်ရဲ့ဝိညာဉ်ဟာရှိမနေတော့ပါဘူးဒီလိုနဲ့သတိပြန့်လာတဲ့ဒူဖားကိုတမကចောင်းသားဖြစ်တဲ့စေကြောင်ကလာထူပေးပါတယ်သွေးတွေထွက်နေတာမို့စာသင်ခန်းထဲကိုပြန်မသွားဖို့နဲ့အပေကန်တရားလိုဖြစ်သွားလိမ့်မယ်လို့ပြောကစေပေကန်းစီကိုခေါ်လာလိုက်ပါတယ်စေကြောင်ကပဲဆေးတွေထည့်ပေးနေရင်နိုင်လည်းမနိုင်ပဲနဲ့ဘာလို့ပြန်ချတာလဲမေးကြည့်တော့ဒီခန္ဓာကိုယ်ကနှေးနေတဲ့အကြောင်းဒူဖားကပြန်ဖြေပါတယ်ကလေးတွေနဲ့ချပြီးတော့စေပေကန်းကိုရောက်လာတာကရှက်ဖို့ကောင်းတဲ့အကြောင်းစစ်တပ်ထဲမှာဆိုရင်ဒီလောက်ကိုဒဏ်ရာလို့မခေါ်တဲ့အကြောင်းပြောနေတာမို့မင်းကစစ်မှုထမ်းမှုလို့လားဆိုကစေကြောင်ကပြန်မေးလိုက်ပါတယ်စကားတွေကရှင်းတော့မညီတဲ့ပြင်စာအုပ်ဆိုင်မှာတွေ့ရတော့မမှတ်မိတဲ့ဒူဖားကိုမင်းနဲ့ငါကအခေဆုံးတငယ်ချင်းတွေလို့စေကြောင်ကလိန်ပြောလိုက်ပါတယ်စိုးရင်ဝင်ရဲ့အကြောင်းတွေကိုနှုတ်ထဲကစာတချို့တော့ပဲဖတ်ဖူးတဲ့ဒူဖားကလည်းစေကြောင်ပြောတော့ကိုယုံသွားပြီးနောက်သူတိတ်မိနေတဲ့အကြောင်းလင်လိုက်ရပါတယ်ဂုံတရာဘုတ်ကနေပြုတ်ကြပြီးမှတ်ညံတချို့ဆုံးရှုံးခဲ့ရတာမို့သူတိတ်မမိတဲ့အကြောင်းပြောနေပေမဲ့မင်းကစိုးရင်ဝင်မဟုတ်ဘူးဆိုကစေကြောင်ကပြောလာခဲ့ပါတယ်သူနဲ့စိုးရင်ဝင်ကဘယ်တော့မှမရင်းနှီးခဲ့သလိုမိုးရွာတဲ့နေ့ကလည်းမင်းကကိုချင်းချောက်ခဲ့တယ်မလားဆိုကမေးလာပါတယ်အဲ့ဒီကဂုံတရာဘုတ်ကနေခုံချတဲ့နေ့ဖြစ်ပါတယ်အဲ့ဒီမတိုင်ခင်ကဘာတွေဖြစ်ခဲ့လဲဆိုတာမသိတဲ့ဒူဖားကလည်းစေကြောင်နဲ့စိုးရင်ဝင်ရဲ့ဆက်ဆံရေးကိုနားမလည်နိုင်သေးပါဘူးစေကြောင်ကတော့မင်းကရုပ်ပိုင်းဆိုင်ရာရစိုးရင်ဝင်ဆိုပေမဲ့စိတ်ပိုင်းဆိုင်ရာနဲ့ပြုမှုပြောဆိုပုံတွေကတခြားတစ်ယောက်ပဲမဟုတ်စိုးရင်ဝင်ရဲ့အမှားလားဆိုကမေးလာပြန်ပါတယ်ဒါကြောင့်ဒူဖားကလည်းလူဆိုတာကကိစ္စကြီးကြီးမားမားကြုံတွေ့လာရင်ပြောင်းလဲတတ်တယ်လို့ရှင်းပြနေပေမဲ့လူတွေကအလွယ်တကူမပြောင်းလဲနိုင်တဲ့အကြောင်းစေကြောင်ကခြေပပါတယ်အပြုမှုပြောဆိုဆိုတာကတက္ကနာတွင်ပြောင်းလဲလို့ရတာမို့ငါကစိုးရင်ဝင်စစ်လို့သာဒူဖားကရှင်းပြပေးလိုက်ပါတယ်ငါတို့ကအထက်တန်းနောက်ဆုံးနှစ်ကျောင်းသားတွေမို့တက္ကသိုလ်ဝင်ခွင့်ရဖို့ပဲစာကိုလုံးရအောင်လို့ပြောကထွက်လာလိုက်ပါတယ်တစ်ဖက်ကဂျယ်မင်းတို့ကတော့ပြောင်းလဲသွားတဲ့စိုးရင်ဝင်ကြောင့်ဒီကောင်ကိုတေဆော်ဖို့ရတိုင်ပင်နေပါပြီဒီကောင်အကြည့်တွေနဲ့စကားပြောဆိုပုံတွေကထူးဆန်းနေတာမို့သတိထားဖို့ရနဲ့ဒီတစ်ခေါက်တော့တေချာပညာပြရမယ်လို့ပြောနေကြပါတယ်စီပေကပြန်လာတဲ့ဒူဖားကိုတော့ခုံလွတ်နေတဲ့နေရာမှာပြောင်းထိုင်ဆိုကကောင်းမလေးတွေကြားတဲ့ကိုပို့လိုက်ပါတယ်ဘေးကကောင်းမလေးတွေကရောင်စုံဘောပင်တွေနဲ့ highlight ဆွဲနေပေမဲ့သူ့မှာကခဲလန့်တစ်ချောင်းနဲ့ဘောပင်တစ်ချောင်းသာပါလာပါတယ်ကျောင်းစင်းရင်စာရေးကရိယာဆိုင်သွားမယ်ဆိုတဲ့ကျောင်းသူတွေကြောင့်ဒီလိုစမ်းတဲ့သုံးဆောင်တွေကအထောက်ပံ့ဆိုင်တွေမှာရောင်းလာလားဆိုကဒူဖားကဝင်မေးပါတယ်စကားတွေကထူးဆန်းနေပေမဲ့ဟုတ်တယ်လို့ပြန်ဖြေတာကြောင့်သွားရင်ငါ့ကိုလည်းခေါ်ဆိုကဝင်ရောလိုက်ပါတယ်ကျောင်းစင်းတဲ့ချိန်ကျောင်းသူတွေကိုကားနဲ့ပဲတင်ခေါ်လာပြီးအကောင်းဆုံးဆိုင်မှာမုတ်လိုက်ဝယ်ကျွေးပါတယ်တိတ်တိတ်ပုံမရရဲ့သားဆိုပေမဲ့စိုးရင်ဝင်အတွက်စိတ်ကြိုက်သုံးဖို့ကျွေးဝယ်ကန်တဲ့တိုက်တလုံးကားတစ်စီးကိုတော့ဖခင်ကထောက်ပံ့ပေးထားပါတယ်နောက်တစ်နေ့ပစ္စည်းဆောင်ဝင်လာတဲ့ဒူဖားကြောင့်ကျောင်းသူတွေနဲ့ပိုရင်းနှီးသွားသလို AF ချိန်ဆိုတာကိုမသိတဲ့သူ့အတွက်လည်းစေကြောင်ကလာမေးနေပါတယ် AF ချိန်ဆိုတာကစာသင်တာမျိုးမရှိပဲကိုကြိုက်တဲ့ဘာသာကိုလွတ်လပ်စွာလေ့လာခွင့်ရတဲ့အချိန်မှာကျောင်းမတက်ဘူးတဲ့ဒူဖားကမသိတာမို့အင်တာနက်လုံးနေတော့မှာပဲကျောင်းသူတွေကဝင်ဖြေပေးလိုက်ပါတယ်သူ့ကိုမျက်စိတောက်ထောက်ပြီးလိုက်ကြည့်နေပြီဖြစ်တဲ့စေကြောင်ကြောင့်ခဏအငှားယူထားတဲ့ဒူဖားကလည်းတိုင်ပတ်နေပါတော့တယ်အားကစားချိန်မှာအမြင့်ကြီးခုန်ပြလိုက်ပြီးဆရာကိုလည်းလက်ရောညီထွေပြောနေတဲ့ဒူဖားကြောင့်စေကြောင်ရဲ့တန်တရားတွေကပုံမကြီးမားလာပါတယ်အရင်ကအပေခံကောင်လေးကအခုတော့တငယ်ချင်းတွေလည်းရဆရာတွေနဲ့လည်းအဆင်ပြေနေပြီမို့တခုခုတော့မှားနေရဆိုကသတိထားမိလာပါတယ်အဲ့ဒီနေ့မှာပဲသူ့ဖေရဲ့လက်ထောက်မန်နေဂျာကကျောင်းကိုရောက်လာတာမို့လူမမြင်တဲ့တနေရာကိုအတင်းဆွဲခေါ်လာလိုက်ပါတယ်နိုင်ငံခြားကိုပညာတော်တင်လွှတ်မဲ့အကြောင်းပတ်စံတွေကိုထင်တယ်လို့မသုံးဖို့အကြောင်းတွေကိုဩဇာတီလာရောင်းနေတာကြောင့်အဖေကပြောခိုင်းနလားဆိုကပြန်မေးလိုက်ပါတယ်မိမငယ်လေးကိုယူထားပြီးကလေးရလာတော့ဒီတိုင်းပစ်ထားခဲ့တဲ့သူကအဖေလို့မခေါ်တတ်ကြောင်ပြောတာမို့ပုံကန်နာလားဆိုကဒူဖားကိုပါရိုက်ပေးလိုက်ပါတယ်ဒါကြောင့်ဒူဖားကလည်းအဖေရဲ့တရားဝင်မိမကတေရောမဲ့သတင်းကိုကြားတာကြောင့်အဲ့ဒီဘွားတို့ကသိရင်အမေကတရားဝင်မရဖြစ်လာတော့မှာမို့ခမရကြောင်းနေရလားလို့ပြန်မေးလိုက်ပါတယ်သူဘွားကိုထပ်ပြီးနှောက်ရှက်မယ်ဆိုရင်မီဒီယာတွေရှေ့မှာ OK လုပ်ငန်းစုရဲ့တားရင်ဖြစ်ကြောင်းကိုထုတ်ဖော်လိုက်မယ်လို့ပြောကမျက်မှန်ကိုတက်နှင်းပေးလိုက်ပါတယ်နောက်နောက်ကျောင်းကိုရောင်လို့တော့မလာနဲ့လို့ဖြဲကမောင်းထုတ်လိုက်ပါတော့တယ်ညနေမှာတော့စာချက်ခန်းရှိတာမို့လာတက်တဲ့အချိန်ဆယ်ပြောင်းကဘေးခုံမှာလာထိုင်နေပါတယ်မတိတဲ့တင်ချာတွေကိုလည်းအကူအညီမတောင်းဘဲနဲ့ရှင်းပြပေးနေတဲ့ပြင်မင်းရဲ့နာမည်ရင်းကဘလို့ခေါ်လဲလို့မေးလာပါတယ်ဒါကြောင့်ဒူဖားကလည်းသူတတိထားရမယ့်အထဲမှာဆယ်ပြောင်းလဲပါလာပြီးမို့နေရာကနေထားထွက်လာလိုက်ပါတော့တယ်အဲ့နောက်ဆီယာမကခေါ်တာမို့တွားတွေ့ပြီးတက်ချင်တဲ့မေဂျာကျောင်းကိုရေးမထားတာကြောင့်တခုခုရွေးဖို့ရာစူခံရပြန်ပါတယ်အဆင့်တွေကမစိုးပေမဲ့အထက်တန်းပထမနှစ်နဲ့ဒုတိယနှစ်တွေမှာဆက်ဆံရေးမကောင်းတဲ့ကောင်ထိုင်းမိုင်းနေလို့ဆရာတွေကမှတ်ချက်ပေးထားတဲ့အကြောင်းဆရာမကပြောလာပါတယ်သူကရှက်တက်တာမို့လိုကီနဲ့နေတာဘာလို့သာလိန်လိုက်ရပြီးပြန်လာခဲ့လိုက်ပါတယ်စိုးရင်ဝင်ကဘဲမေဂျာကိုယူချင်မှန်းသူမသိတာမို့မပြေးထားတာဖြစ်ပြီးသူအဆင့်နဲ့လည်းအဲ့ကလေးတက်ချင်တဲ့တက်ကရိုကိုဝင်ခွင့်ရပါမလားဆိုကစိတ်ပူနေရပြန်ပါတယ်လက်စားချင်မဲ့ကိစ္စကလည်းကိုပါထိုးကန်နေရပြီမို့အဆင်မပြေသေးပဲဆယ်ကြောင်ဆိုတဲ့ကောင်ကလည်းဒုက္ခဆိုကညီးတွားနေရပြန်ပါတယ်အဲ့နောက်တင်ချတွက်ပြန်တော့လေမေကွန်းအောင်တင်းလဲနေပြီမို့ဆယ်ကြောင်ကိုပဲလှမ်းမေးရပြန်ပါတယ်တစ်ဖက်ကဆယ်ကြောင်ကတော့အဲ့ညကစိုးရင်ဝင်ပြောခဲ့တဲ့စကားတွေကိုပြန်ကြားရအောင်နေပါတယ်သူ့ကိုအကူအညီပေးဖို့နဲ့မဟုတ်ရင်မင်းရဲ့တရုတ်မှန်ကိုထုတ်ဖို့ပြစ်မယ်လို့ချင်းချောက်စကားတွေကိုပြန်စဉ်းစားနေခဲ့ရပါတယ်တစ်ဖက်ကဒူဖားကတော့ခန္ဓာကိုယ်ကြက်ခံအောင်အားကစားနဲ့ကိုလက်လေးချင်းခံတွေကိုစတင်စူးစမ်းနေခဲ့ပါပြီသူ့ရဲ့ချီဆောင်ခိုင်းကလည်းပြက်စီးသွားပြီးတဲ့နောက်ဂိုင်းလောကထဲမှာဒုံစုဂိုင်းဆိုတာတက်ရောက်နေလို့သိလိုက်ရပါတယ်ဒုံစုဂိုင်းသားနှစ်ကောင်ကိုလည်းပညာ
ပြလိုက်ပြီးသူကဒူဖားဖြစ်ကြောင်ပြောလာခဲ့လိုက်ပါတယ်ဂျုံချောကတော့ဂျယ်မင်းတို့ကလေးတိုက်ကိုခေါ်လာကလက်တို့လက်တောင်ခိုင်းဖို့ရအတွက်ဒုံစုကိုင်းစီကိုထည့်ပေးနေပါတယ်တကယ်တော့ဒုံစုကိုင်းဆိုတာကဒူဖားရဲ့တပည့်ဒုံစုတီထောင်ထားတဲ့ဂိုင်းဖြစ်ပြီးစောစောကဂိုင်းသားတွေကလည်းဒူဖားဆိုတဲ့ကလေးတယောက်ရောက်လာတဲ့အကြောင်းတင်ပြနေပါတယ်ဒုံစုကတော့ချီဆောင်ဂိုင်းဆိုတာကငါတို့ရဲ့အမြင့်ပဲမို့အကိုကြီးခင်ထူဖားဆိုတဲ့နာမည်ကိုကြားရနေတဲ့သွားမထိဖို့ရမှားနေခဲ့ပါတယ်အဲ့ချိန်ဂျယ်မင်းကလည်းဒူဖားကိုလှမ်းမြင်လိုက်ရပါတော့တယ်အိမ်ပြန်ရောက်လာတဲ့အခါသူ့အိမ်မှာကြိုရောက်နေတဲ့ဆယ်ကယောင်ကြောင်တိုင်ပတ်ပြန်ပါတယ်ဆာလာတင်ပေးတာပါဆိုတဲ့ဆယ်ကယောင်ကိုလည်းမလိုဘူးလို့ညင်းနေတော့အမေဖြစ်သူကတောင်းကျမ်းနေပြီမို့ဝင်ကူရပြန်ပါတယ်အဲ့ချိန်ဆယ်ကယောင်ကတော့စိုးရင်ဝင်ရခန်းထဲကိုဝင်မွေကတဲလွန်စာရအောင်ရှာဖွေနေခဲ့ပါပြီဒူဖားလည်းရောက်လာခဲ့ပြီးဘာလို့နေရလဲမေးတော့စိုးရင်ဝင်ကိုရှာနေရလို့ပြန်ဖြေပါတယ်သူကစိုးရင်ဝင်စစ်ဖြစ်ပြီးဘာလို့တိတ်ကငါ့ကိုဆွဲလန်းနေရလဲဆိုကမေးကြည့်ပါတယ်အတိတ်ကအပေကန်စိုးရင်ဝင်ကိုပြောစရာစကားတွေရှိရဆိုတဲ့ဆယ်ကယောင်ကြောင့်နှောက်ရှက်နေမှာဆိုရင်တော့ပြန်တော့ဆိုကမောင်းထုတ်လိုက်ပါတယ်ဒါပေမဲ့ဆယ်ကယောင်ကတော့မင်းကဘာလို့လဲဆိုကပြဿနာရှာနေပြီမို့မင်းနဲ့စိုးရင်ဝင်ရဲ့ကြားမှာဘာတွေဖြစ်ခဲ့ရလဲဆိုကထမေးရပါတယ်အဲ့ညကမင်းငါးစီကိုလာခဲ့ပြီးရဲ့နောက်ငါမင်းကိုလိုက်ရှာခဲ့ပေမဲ့မတွေ့တော့တဲ့အကြောင်းဆယ်ကယောင်ကပြောတာမို့တရားဘောကသူခုန်ချခဲ့တဲ့အကြောင်းဒူဖားကလည်းပြန်ဖြေရပါတယ်စိုးရင်ဝင်နဲ့ဆယ်ကယောင်ကြားမှာပြဿနာတစ်ခုတော့ရှိခဲ့ပြီးဘာလဲဆိုတာကိုမေးနေစဉ်ရဲမတော်ရလို့တောင်းကျမ်းနေတဲ့အမေကြောင့်ပြေးကူရပြန်ပါတယ်ဒါပေမဲ့ပါးကိုသာရိုက်ခံလိုက်ရပြီးအရက်တွေပေးဖို့နဲ့နင်းကိုသာငါမမွေးခဲ့ဘူးဆိုရင်ဒီလိုဖြစ်စရာမရှိဘူးဆိုကတောင်းကျမ်းနေတဲ့အမေကိုစိတ်ပြေအောင်ချုံးမပြီးတိတ်လိုက်ရပါတယ်မမပြဿနာတွေအများကြီးရှိတာမို့မင်းကိုလိုက်ဖို့ပေးမယ်လို့အင်ကြီးသွားလဲနေတော့ဆယ်ကယောင်ကဒူဖားရဲ့သပင်တစ်ချောင်းကိုကောက်ယူခဲ့လိုက်ပါတယ်အဲ့နောက်နှစ်ယောက်သားကလည်းတချင်းနှထောင်တဲ့အခန်းစီကိုသွားကြပါတယ်မင်းကစိုးရင်ဝင်မဟုတ်တာတော့စိုးရင်ဝင်ရဲ့အမေကိစ္စရောဂျယ်မင်းတို့ရဲ့ကိစ္စတွေကိုဘာလို့ဝင်ကူတာလဲမေးတော့မကောင်းတဲ့သူတွေကိုပြစ်ထားမယ်ဆိုရင်ပုံအင်အားကြီးလာနေတာမို့လူလိုပြုတ်မှုတာဖြစ်တဲ့အကြောင်းပြန်ဖြေလိုက်ပါတယ်တချင်းနှထောင်နေရင်လည်းမင်းကဘာတူလဲအသက်ဘလောက်လဲလို့ဒလဇက်မေးနေတဲ့ဆယ်ကယောင်ကြောင့်အာယုံနောက်ရပြန်ပါတယ်အင်းပြန်မှာတော့ဆယ်ကယောင်ဖေကဖုန်းနဲ့ခေါ်ပြီးစူငေါက်နေရကြောင်းကြောက်လန့်နေတဲ့ဆယ်ကယောင်ဟာလက်သေးကိုက်နေရပါတယ်စိုးရင်ဝင်ဘာဖြစ်သွားပြီလဲလို့နောက်ဆုံးချိန်ထိလိုက်မေးနေရမို့ငါကစိုးရင်ဝင်ပဲမို့ဒီအနေစစ်ချင်တယ်ဆိုရင်တော့လိုဟာတွေကိုပေးမယ်လို့ပြန်ပြောလိုက်ပါတယ်ငါစပင်ကိုယူရလဲတိလိုက်ပြီးအဲ့ဒါနဲ့မှမလောက်ဘူးဆိုရင်ကျင်နာတွေပါထပ်ပေးမှာမို့ဒီကိစ္စကိုဒီမှာပဲတော်လိုက်ဖို့ပြောကနှုတ်ဆက်လိုက်ကြပါတော့တယ်အိမ်ပြန်လာတဲ့ဆယ်ကယောင်ကတော့ကြောက်လန့်နေပြီးနောက်ချနေတာမို့ဖခင်နဲ့ရင်ဆိုင်နေရပါပြီဖခင်ကလည်းမင်းဖေကိုသွားနေရလဲဘာလို့နေရလဲမိမာတဲ့ကလေးတွေနဲ့ရောပေါင်းတင်နေလားဆိုကစူမောက်နေရမို့တချင်းနောက်ထောင်ခန်းစီကိုရောက်နေရမို့နောက်ကျသွားတဲ့အကြောင်းပြန်ပြောလိုက်ရပါတယ်ဖခင်ကအမှုစစ်အရာရှိတယောက်မို့စီကံတင်းကျပ်စွာထိန်းချောင်းခံနေရတဲ့ဆယ်ကယောင်ရဲ့ဘဝကလည်းထင်တော့လွယ်ကူမနေခဲ့ပါဘူးနောက်တနေ့ကြောင်းလာတဲ့ချိန်ကြိုးဆောင်နေတဲ့ချယ်မင်းတို့အဖွဲ့ကစိုးရင်ဝင်းကိုအနိုင်ကျင့်တော့ကဗီဒီယိုတွေကိုယူလာပြပါတယ်နိုဘူးတွေနဲ့ထုပြီးထိုးချိတ်ကန်ကြောက်ထားတဲ့ဗီဒီယိုတွေဟာဆိုရှယ်မှာပြန့်နှံ့နေပါပြီဒါကြောင့်ဒူဖားကလည်းဖုန်းကိုခေါ်ရိုးချိုးပေးလိုက်ပြီးလွှင့်ပစ်လိုက်ပါတယ်ရိုက်ခံရတာမမှတ်သေးဘူးလားဆိုတဲ့ချယ်မင်းကိုလက်မောင်းကိုချုပ်ကန်လိုက်ပြီးဒီတစ်ခေါက်ဘသူရိုက်ခံရမလဲဆိုတာကြည့်မလားဆိုပြီးစိန်ခေါ်လိုက်ပါတော့တယ်ပထမဆုံးအင်ကြီးကိုလာဆွဲတဲ့ချယ်မင်းကိုခေါင်းနဲ့ဆောင်းချလိုက်ပြီးနောက်လူဘက်ကအရင်ထိုးရနော်လို့ပြောနေတော့ချယ်မင်းကအမတ်မထင်ပြေးထိုးပြန်ပါတယ်ကလေးတယောက်ထိုးတာခံလိုက်ရတဲ့ဂိုင်းကောင်းဆောင်လည်းနှထင်ထိသွားပြီမဟုတ်အပေါ်ဝက်အင်ကြီးကိုချွတ်ခါလူဆိုတာကကိစ္စကြီးကြီးမားမားကြုံရင်ပြောင်းလဲတတ်တယ်လို့ပြောပြီးချယ်မင်းရဲ့ရင်ဘက်ကိုစောင့်ကန်ပေးလိုက်ပါတယ်အဲ့နောက်9ယောက်တယောက်ရှင်ချကချယ်မင်းတို့အဖွဲ့ကိုအပီပင်ကျုံးမာတော့တယ်ထုံးနေပါရိုက်ဖို့ပြင်နေတဲ့ချယ်မင်းကိုလည်းဒီနေ့ဒီကိစ္စကိုသုံးသပ်ရအောင်လို့ပြောပြီးတစ်ချက်ရှောင်ကမျက်ခွက်ကိုပိတ်ကန်ပေးလိုက်ပါတယ်။ဘာမှမထရတော့တဲ့ချိန်ချယ်မင်းရဲ့ရင်ဘတ်ပေါ်ကိုတက်ခါထိုးဖို့ပြင်နေတော့မင်းကဂိုင်းသားလားဆိုကမေးလာပါတယ်။ငါကချီဆောင်ခိုင်းရဲ့ဒုတိယခေါင်းဆောင်ခင်ထူးဖားလို့ပြန်ပြောကထိုးဖို့ရွယ်လိုက်ပါတော့တယ်။ဒီနေရာလေးမှာပဲအပိုင်းနှစ်ကပြီးဆုံးသွားပါတယ်။